မရှိနိုင်ပေရင်ဝဲဆွဲကြီးဘဝတိနဲ့မျက်နှာတွေဒါနေအောင်ပဲသူကြည့်ရမှာစီစီတောင်မခံနိုင်ပေမြတ်သားစိတ်ကြောင့်ရထောင်ပုံလို့ပေးပေမဲ့မလဲနိုင်လေအချေအခုတော့ရွှေငယ်မသမာသူတူရဲ့ကလာယူလို့ပြေးပြီးမှုအဝေးကဘာမြေရောက်ပြီးထင်တယ်လေမဟာပန်အမှန်ယခုပွေရှာဟဲစကြဝဠာတစ်ခွင်လုံးဆုံးရင်လဲဆုံးပါစေဘယ်ဝဲမဆလန်းသာတော့မှမမြင်နိုင်မေနားဆင်ကြည်စမ်းမှသောတာရှင်ရဲ့မယုံရင်ပုံမြင်လို့သာမှတ်ချင်စရာပါကျွန်တော်အသက်နဲ့ထပ်ပြီးညှက်နိုးခဲ့ရပြီဘယ်သူကြည့်တာကိုမှအကြည့်မခံလို့တဲ့ရွှေစင်ရုပ်ကလေးကိုပထမသူတူကခိုးယူထွက်ပြေးသွားတယ်လေအဲ့ဒီရွှေစင်ရုပ်ကလေးကိုတော့မြေလွာထထမလတ်အောင်ရှာရအောင်တော့မှာပါပုံမြင်ဆန္ဒဒါနာရီလာယုံစားစရာလည်းအမှန်ပဲမရှိနိုင်မေရင်ဝဲဆွဲကြီးဘဝတိနဲ့မျက်နှာတွေဒါနဲ့အော်ပဲသူကြည့်တာအမှစီစီတောင်မခံနိုင်မေမြတ်သားစိတ်ကြောင့်ရထောင်ပုံလို့ပေးပေမဲ့မလဲနိုင်ပြီအချေအခုတော့ရွှေရုံငယ်မသမာသူတူရဲ့ကလာယူလို့ပြေးပြီးမှုအဝေးကဘာမြေရောက်ပြီးထင်တယ်လေမဟာပန်အမှန်ယခုပွေရှာဟဲစကြဝဠာတစ်ခွင်လုံးဆုံးရင်လဲဆုံးပါစေဘယ်ဝဲမဆလန်းသာတော့မှမမြင်နိုင်မေသစင်တဲ့တော်တောင်ကျော်တမောတောက်လင်းတနေဝဲတပင်မြိုင်ကြီးကနိုင်စီခရီးရဲ့ရှိပါစေတွေ့လို့ခြင်းနဲ့တော့ကပြာပွေသမင်းငယ်တောက်မြောက်ကကြိုခွေနိုင်မွေတသံပန်းမျက်နှာလူဝေဝေသမင်းငယ်တောက်မြောက်ကကြိုခွေနိုင်မွေတသံပန်းမျက်နှာလူဝေဝေအခက်ကြီးသူမှာချက်ကြီးတွေပြိုင်ရွာထမိပေငိုင်ဝနာစမှာဖြစ်ရှာရတော့မေမနေသာပဲပြာဆုံးပင်ငါနွမ်းခွေရှာဖို့ဖွင့်လာလန်းလာရတယ်လေဒီမှာညီငယ်သားရဲ့တရိษံထူပြောလာတဲ့ဒီတော့ဒီမြိုင်ကိုဘယ်လိုကိစ္စနဲ့များလာရပါတယ်လဲညီငယ်တမ္မာထွားထွားချင်းခုတ်သမားနောင်တော်ရဲ့ကျွန်တော်အသက်နဲ့ထပ်ပြီးမြတ်နိုးခဲ့ရတဲ့ရွှေစင်ရုပ်ကလေးကိုခိုးယူသွားတဲ့လူမသမားတူကိုတွေ့လို့တွေ့냐အရှာထွက်ခဲ့ရခြင်းဖြစ်ပါတယ်ဒီဒေါ်လာကိုပြလို့ကိုညီပါလားနောင်တော်ရဲ့အိုးဖြစ်ရလေငါညီငယ်သားရဲ့ကသူပြောတောကလည်းနဲ့ပါပြီအသက်အန္တရာယ်စိုးရင်ွယ်ဒီလမ်းကိုမသွားလို့မရှာလို့ပါနဲ့တော့ငါညီအကို့မှလည်း
ငါညီလိုအသက်နဲ့ထပ်တူမျက်နှိုးသိမ်းစီခဲ့ရတယ်ရွှေစင်ရုပ်တစ်ခုရှိလေရဲ့ငါညီယူဆောင်လို့ပြန်มาတော့ငါညီမယ်ရဲ့ အိုးမတားပါနဲ့တော့နောင်တော်ရဲ့နောင်တော်ပေးတဲ့ရွှေစင်ရုပ်ဟာလှပါပြီလေဒါပေမဲ့ကျွန်တော်ယမဝေဒနာကိုကုစားနိုင်မှာမဟုတ်လို့ကျွန်တော်ရွှေစင်ရုပ်ကိုရှာရင်ခရီးဆက်ပြရစီတော့နောင်တော်ရဲ့သမင်းငယ်တောင်းမြောက်ကကြိုခွေမြိုင်မွေတတန်ပန်းရနံတဝေဝေအခက်ကြီးသူမာကျက်ကြီးတွေပြိုင်သွားချမိ၍မြိုင်ဝနာစမှာဖြင့်ရှာရတော့မေမနေသာပဲပြာဆုံးပင်ငါနွမ်းခွေရှာပုံခွင့်ငါလောင်းလာရတယ်လေကဘာချင်းစီဝေအနဝသလာတွင်မလီပြာကြည့်မပြေသာပြီလိုက်ရပြပွေတပွေဝေနဲ့လွန်လူလူနေပေါ်လာလေမလားရဲ့လို့မျောရှာရသူပန်းမပေါ်ရွှေရုံငယ်လေးနုပြိုစီမဆရာထောင်းထောင်းဒီအချေတွေ့အောင်ရှာမလေးရွှေစင်ရုပ်ထုကလေးဝေကဘာမြေစက်ကြောလာတစ်ခွင်လုံးဆုံးပါစေဆိုတဲ့အသည့်နဲ့သွေးလန်းငါကဘာချင်းတို့ဝေအနဝဇလာတွင်ကိုလည်းရောက်ခဲ့ရပြီလေဝေလိုင်းစာကြီးကလေးတွေကကြပြားကတိပြေးဆော်လို့တင်းတော့နေသလိုရှိကြတယ်ပေါ့ဘယ်လိုကြည်နူးပွဲတွေတွေ့နေမြင်နေရပြီမဲ့လဲရင်ကဝေဒနာကိုမဖြေသာလို့ဖွေရှာနေလျက်ပါရွှေစင်ရဲ့နေ့ကိုလစားဝါမြူခဲ့ပြီမို့လဲကျမအကြောင်းမြောင်ဇရာကလည်းထောင်းပြီပေါ့အယိုးတွေခေါ်အကျော်တွေပြိုင်းကုန်းကိုင်းပိန်ပြော့ဖြော့တော့နွမ်းကြီးကိုမချိပေမဲ့လဲတွေ့တာမှုကမစွန့်ခွာသေးတယ်တော့ရှာမြဲရှာနေရအောင်တော့မှာပါရွှေစင်ရဲ့သွေးလန်းငါကဘာချင်းဝေအနဝသလာတွင်မလူပြာကြည့်မပြေသာပြီလိုက်ရပြပွေတပွေဝေနဲ့လွန်လူလူနေပေါ်လာလေမလားရဲ့လူမျောရှာရသူပန်းမပေါ်ရွှေရုံငယ်လေးနုပြိုစီမဆရာထောင်းထောင်းပြချေတွေ့အောင်ရှာမလေးရွှေစင်ရုပ်ထုကလေးမြေဝေကဘာမြေမတန်လို့မန်လျှော့ရပြီလေတတိကွယ်ကံမှာဖြင့်ခြေလန်းတော်မှမသိနိုင်မိချေဘယ်ပညာရေးမှလို့ထိမရစရာဦးကြီးလေမတန်လို့မန်လျှော့ရ
တိကွေကံမာဖြင့်ခြေလန်းတော်မှမသေးနိုင်ရဲ့ချေဘယ်ပညာရိပ်ဟာလို့ထိမရရာဦးလေအိုးခရင်ကရင်ထိမ့်မနိုင်နဲ့ဘေဝေတောင်ကဘေစခန်းကဘေတော့ကဗျာပါရနဲ့များလှမ်းခဲ့ပါသလေဗျရဲ့ငါမြင်မေးလို့ရှိမှာတော့ပြောရမှာပေါ့ကွယ်ဒီလိုကွယ်ဒီလိုအဖငယ်စဉ်တုန်းကညီရင်းကိုတမချစ်ကြတဲ့တငယ်ချင်းတယောက်ကအဖနဲ့လက်ထပ်မဲ့ချစ်သူရဲ့ရုပ်တူရွှေနဲ့သွန်းလို့ပြီးအဖကိုပေးခဲ့တယ်အဖတို့လက်ထပ်ခံလဲနီးရောအဖရဲ့ဇနီးလောင်ချစ်သူဟာဝေဒနာတစ်ခုနဲ့လူဘဝကိုစွန့်ခွာသွားရှာတယ်မကြာမီမှာပဲအဖချစ်သူရဲ့ကိုစားအဖတွေ့တာမျက်နှာရတဲ့ရွှေစင်ရုပ်ကိုမတမာသူတူကခိုးယူထွက်ပြေးသွားလို့တွေ့လူတွေ့ညာရှာခဲ့ရတာခုထိဆိုတော့ငါမြည်ရဲ့အဖမှာနှလုံးသားကိုဦးစားပေးလို့တဲ့အတွက်ဘဝဆုံးရှုံးမှုတရားပေါ်အဖရဲ့တကယ်ဆိုရင်အဖရဲ့ဇွဲနဲ့လုံအားကိုတိုင်းပြည်မှာအုတ်တချတဲရပွင့်အနေနဲ့အသုံးပြုခဲ့ရင်တိုင်းပြည်အတွက်အကျိုးမရှိပါလားအဖရဲ့အေးငါမြည်ပြောမှတတိရတော့တယ်အဖဇွဲလုံးလာတွေအလွဲမှာသုံးမိခဲ့တယ်ကွယ်ဒါပေမဲ့ကြံရှိတဲ့ခွန်အားနဲ့တိုင်းပြည်အတွက်ကြိုးစားကျင်စားပါပြီငါမြည်ရဲ့ဒီစကားကြားတာတာရုပါဖရဲ့မလေးစွာရဲ့နှလုံးသားအလိုလိုက်နိုင်စိတ်ကိုမွေးမိလို့အချစ်မတီလွင်ပါခဲ့ရတယ်တည်ငါဘဝချီများဝဲဩရခင်ငါမလေးသမျှရဲ့ကျက်စင်ပြင်းခဏမှုကြံရှိသမျှဒီအားနဲ့တိုင်းဤဝန်ဆောင်မဲ့မိုင်မသမျှငါဘဝရဲ့အခုမှခြေကံဖြေ